Shalom alom by Minglaba, Yeshua Mana no con setabare, additional piano pado apie, wing I in con apie chene, dine we mia chene no padora, Gaunji Minglane, Jane Chen sore, Gaunsen lane, no padogo con apie in a we mia chene, Diahoya Jankanji sette applying a nasa choma, nasa shit, Yane Gaunji bay chen, Jane Chen di hudo, in a pago de no shima, Natai. ယနေ့ငါဆင်းဆိုသောတင်တို့ဖရာသခင်ထာဝရဘုရား၏ပြည့်ညတ်တော်တို့ကိုနားထောင်လမူကားကောင်းကြီးပေးခြင်းတင်တို့ဖရာသခင်ထာဝရဘုရား၏ပြည့်ညတ်တော်တို့ကိုနားမထောင်ယနေ့ငါမှာထားသောလမ်းမလွဲရှောင်၍မတိဘူးသောအခြားတစ်ပါးသောဖရာကိုမိဝဲစင်ကပ်လမူကားကျင့်ခြင်းကိုနားထား၏အသက်ရှင်သောနှုတ်ပတ်တော်ဖြစ်သောကြောင့်နားလည်နိုင်ဖို့အရာတိုင်းဝိညာဉ်တော်ဖရာသည်မဆာပါစေဒီနှုတ်ပတ်တော်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖရာသခင်ကတင်းနဲ့ကျွန်တော်ရဲ့ရှေ့မှာကောင်းကြီးမင်္ဂလာနဲ့ဂျိန်ချင်းကိုဖရာသခင်ကထားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒီနှစ်ခုထဲကနေပြီးတော့တစ်ခုကိုကျွန်တော်တို့ကိုဖရာသခင်ကရွေးချယ်ခိုင်းတယ်ဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့ဒါကြောင့်ဖရာသခင်ကသူ့ရဲ့သားသမီးတွေတင်းနဲ့ကျွန်တော်ကိုဖရာသခင်က freedom of choice ဆိုတဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုဖရာသခင်ကပေးထားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီကျွန်တော်တို့ရဲ့ရွေးချယ်မှုအပေါ်မှာအဲ့ဒီကျွန်တော်တို့ရဲ့ရွေးတဲ့အရာပေါ်မှာဖရာသခင်ကအကျိုးတရားမှုနဲ့အတူဖရာသခင်ပြင်ဆင်ထားသောအရာကိုဒီနေ့ကျွန်တော်တို့ခံစားရရှိမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှလည်းပြောချင်တယ်ဖရာရဲ့ကောင်းကြီးမင်္ဂလာနဲ့ဆိုင်သောအရာကိုဒီနေ့ကျွန်တော်ရွေးချယ်တယ်ဆိုရင်ကောင်းကြီးမင်္ဂလာနဲ့ဆိုင်သောအရာကိုဒီနေ့ကျွန်တော်တို့ခံစားရမှာဖြစ်တယ်။ဂျိန်ချင်းနဲ့ဆိုင်သောအရာကိုကျွန်တော်ရွေးယူတယ်ဆိုရင်ဂျိန်ချင်းနဲ့ဆိုင်တဲ့အဖို့အခါကိုကျွန်တော်ပြန်လည်ပြီးတော့ခံစားရမှာဖြစ်တယ်ဆိုတဲ့အရာကိုဝိမြဖော်ပြပေးခြင်းနဲ့ဒါကြောင့်နှုတ်ပတ်တော်မှာကျွန်တော်ကြည့်အခါမှာမဿဲခန်းကြီးခွန်အပိုင်ငယ်73မှာယေရှုခရစ်ကပြောလဲဆိုတော့ကျင်းတော်လမ်းနဲ့ကျေတော်လမ်းရှိတယ်တဲ့ကျင်းတော်လမ်းကကျင်းမြောင်းသောကြောင့်တဲ့တိုးဝင်သောသူတွေကနဲတယ်တဲ့ကျေတော်လမ်းကကျေဝင်သောကြောင့်တိုးဝင်သောသူတွေကများတယ်တဲ့သို့တော့အဆုံးမှာကျေတော်လမ်းကပျက်စီးခြင်းရှိတယ်တဲ့ကျင်းတော်လမ်းကတော့ကျင်းမြောင်းတော်များလဲအဆုံးမှာအသက်ရှင်ခြင်းရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဒီမှာလဲကျွန်တော်ကြည့်ရခါမှာဘုရားသခင်ကကျွန်တော်တို့ကိုနှစ်ခုထဲကတစ်ခုကိုဘုရားသခင်ကရွေးချယ်ခိုင်းတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်အာဒန်နဲ့အေဝါကိုလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာအေဒင်ဥယျာဉ်ထဲမှာဘုရားသခင်ကကောင်းမကောင်းတိကျွမ်းရာအပင်နဲ့အတူအသက်ပင်တွေကိုဘုရားသခင်ကထားတာဖြစ်တယ်။သို့တော့အာဒန်နဲ့အေဝါရဲ့ရွေးချယ်တဲ့အရာရွေးယူတဲ့အရာကဘာလဲဆိုတော့ကောင်းမကောင်းတိကျွမ်းရာအပင်ရဲ့အသီးကိုမစားနဲ့လို့ဘုရားကမာထားတယ်ပြညတ်ထားတယ်ဘုရားစကားရှိခဲ့တယ်။ဒါပေမဲ့ဘုရားစကားကိုနားမထောင်ဘဲနဲ့အသီးကိုစားခြင်းအဖြစ်အေဒင်ဥယျာဉ်ထဲကနေပြီးတော့နင်ထုတ်ခြင်းခံရတယ်။ဘုရားရဲ့အမျက်တော်နဲ့အတူပင်ပန်းစွာနဲ့ဒီနေ့အသက်မွေးဝမ်းကြောင်းနဲ့အတူဒီနေ့အလုတ်ကိုလုပ်ကင်ရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။အဲ့ဒီဖယားရဲ့ဒီနေ့ကျင့်ချင်းအရာကိုရွေးယူတဲ့အတွက်ကြောင့်အဲ့ဒီကျင့်ချင်းနဲ့ဆိုင်သောအကျိုးဆက်ကိုအာဒန်နဲ့အေဝါဒီခံစားရတာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်အားဖြင့်ရွေးနှုတ်ခြင်းကယ်တင်ခြင်းဖြောင့်မတ်ခြင်းတန်ရှင်းခြင်းခံရတဲ့ကျွန်တော်တို့ဒီလဲခရိယန်အသက်တာကိုကျွန်တော်ရှောက်လာတဲ့အခါမှာလုပ်ရမယ့်အရာနဲ့မလုပ်ရမယ့်အရာရှိတယ်။ပြောချင်တဲ့အရာကကောင်းကြီးရှိတယ်ကျင့်ချင်းရှိတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကောင်းကြီးနဲ့ဆိုင်သောအရာကိုကျွန်တော်ရွေးယူတယ်ဆိုရင်တော့ကောင်းကြီးနဲ့ဆိုင်သောအရာကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်။ကပ္ပဦးကျမ်းခန်းကြီး73မှာကျွန်တော်ကြည့်ရအခါမှာအာဗြဟံနဲ့လောသအကြောင်းကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဆိုတော့ကပ္ပဦးကျမ်းခန်းကြီး7လောက်ကလေးကနေပြီးတော့အာဗြဟံနဲ့လောသဒီခရီးအတူတူထွက်လာတယ်။73ရောက်လာတဲ့အခါမှာဖခင်ကအာဗြဟံကိုကောင်းကြီးပေးတယ်လောသကိုလည်းဖခင်ကောင်းကြီးပေးတယ်။တိုးပွားခြင်းပွားများခြင်းရှိတယ်။ဒါပေမဲ့သူတို့နေတဲ့နေရာမှာအာဗြဟံရဲ့ကျွန်တွေနဲ့လောသရဲ့ကျွန်တွေကတယောက်နဲ့တယောက်ခိုက်ရန်ဖြစ်ပွားပြီးတော့ဘုရားသခင်ရဲ့ကောင်းကြီးသူတို့စီမှာပွားများလာတဲ့အခါမှာ
များပြားလာတဲ့အခါမှာတယောက်နဲ့တယောက်သူတို့မြေမှာမဆန့်တော့တဲ့အတွက်ကြောင့်အချင်းချင်းပြဿနာတွေတက်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီရဲ့ပြဿနာအဲ့ဒီရဲ့အကြောင်းရင်းနဲ့အာဗြဟံစီရောက်လာတယ်လောတာစီရောက်လာတယ်။အဲ့မှာအာဗြဟံကနေပြီးတော့လောတာကိုပြောတယ်။သင်ဘယ်ဖက်သွားမယ်ဆိုရင်ငါညာဖက်သွားမယ်။သင်ညာဖက်သွားမယ်ဆိုရင်ငါဘယ်ဖက်သွားမယ်။နော်ဘယ်ဖက်ကိုရွေးမလဲလို့အာဗြဟံကနေပြီးတော့လောတာကိုပြောတဲ့အခါမှာလောတာကအဲ့ဒီအချိန်မှာတောတုံနဲ့ဂေါမရရှိရာဖက်ထာဝရဘုရားရဲ့ဥယျာဉ်ကဲ့သို့စိန်လန်းဆိုပြေလှပတဲ့နေရာဘက်ကိုလောတာကရွေးချယ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။အာဗြဟံကတော့ခါနန်ပြည်မှာအခြေချတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ဒီအကြောင်းအရာကိုနောက်ပိုင်းကျွန်တော်တို့နှုတ်ပတ်တော်ကိုလေ့လာတဲ့အခါမှာတောတုံနဲ့ဂေါမရလောတာတဲတဲ့ဘက်ကဘုရားသခင်အမျက်ထွက်ရာဘုရားသခင်ယွန်ရှာရာဘုရားရဲ့တရားစီရင်ခြင်းနဲ့အတူအပြစ်ပေးခြင်းခံရမြို့ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။လောတာနဲ့သူသမီးနှစ်ယောက်ပဲအသက်ဘေးကနေပြီးတော့လွတ်တယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တွေ့ရတယ်။သို့တော့အာဗြဟံကတော့တိုးပွားမယ်တိုးပွားစေကြီးထွားမယ်ကြီးထွားစေဘုရားရဲ့ကောင်းကြီးများစွာကိုလည်းခံစားမြဲခံစားစေဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်လောတာရဲ့ရွေးချယ်မှုကနော်ဒီနေ့ခေတ္တခဏအတွက်ယာယီအတွက်ပြီးတဲ့အခါမှာဖယားလည်းမနစ်သက်တော့အရာဖယားလည်းယွန်ရှာတော့အရာဘက်ကိုသူရွေးချယ်တဲ့အတွက်ကြောင့်ပျက်စီးခြင်းကျဲသောလမ်းကိုသူလျှောက်တော့ကြောင့်ပျက်စီးခြင်းခံရတယ်။ဒါကြောင့်ဒီ2000နဲ့မှ26တက်လဲမိတ်ဆွေခွန်အားပေးခြင်းနဲ့မိတ်ဆွေဒီနေ့နှုတ်ပတ်တော်နဲ့တင်ကိုပြန်လဲပြီးတော့တတိပေးခြင်းနဲ့လို့ဆိုခြင်းနဲ့ချိန်ချင်းနဲ့ဆိုင်သောအရာကိုမရွေးယူမိတ်ပဲနဲ့ကောင်းကြီးမင်္ဂလာနဲ့ဆိုင်သောအရာကိုရွေးယူတတ်သောသူများဖြစ်ဖို့ရန်အတွက်ခွန်အားပေးခြင်းနဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာတင်တို့ဒီထာဝရဘုရား၏ပြည့်ညတ်တော်တို့ကိုနားမထောင်ယနေ့ငါမှထားသောလမ်းမှလွဲရှောင်၍မတိဘူးသောအခြားတစ်ပါးသောဘုရားကိုမြည်ဝဲစီကလည်းမူကားချိန်ချင်းကိုခံစားရမယ်ချိန်ချင်းကိုငါထားတယ်လို့ဘုရားရဲ့နှုတ်ပတ်တော်လာဒီအတိုင်းနော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖယားသခင်ထာဝရဘုရား၏ပြည့်ညတ်တော်တို့ကိုနားထောင်ပြီးတော့ကောင်းကြီးမင်္ဂလာကိုခံစားတော်သူများဖြစ်ဖို့ရန်အတွက်နှုတ်ပတ်တော်နဲ့ခွန်အားပေးနဲ့ဝေမျှခြင်းနဲ့အရောက်စီတိုင်းနှုတ်ပတ်တော်အားဖြင့်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်